ကဲဒီနေ့မှာတော့ rap မှာတွားပြီးတော့ချင်းမယ်ခေါင်းကြီးတို့ကြီးဟဲ့ဟဲ့ပွဲရှာလို့ကတော့တွေ့ပြီနော် public ခေါင်းနဲ့အချင်းခံမှာတော့ပြင်ထားပြီတော့ emotional damn it ကဲဒီလိုပြမှာတော့ကျွန်တော်ကဂိုးလိမ့်ကြတယ်ပေါ့နော်ဂိုးလိမ့်ကချင်းလို့တိတ်မခေါင်းတော့ဟိုက်ပါလဲမှာပေါ့နော်ဒါပေမဲ့ဟိုဘက်ကကောင်ဟိုက်ပါပေးမလဲလုံးဝမလဲဟိုက်ပါမလဲပြတော့ဗျာကျွန်တော်က room လဲတယ်ပေါ့ room လဲတာလေအောက်ကမလဲဘူးလူကောင်တွေနဲ့လာတွေ့နေမှာမသိဘူးဗျာဟိုက်ပါလဲမရ room လည်းမရကျွန်တော်ဒီကောင်တွေကို run တင်ပေးမလို့ဗျာအဲ့တော့ကျွန်တော်ကလိမ့်မလဲပြီးတော့စေပါခိုင်မျိုးဆုံးပြလိုက်ဒါပေမဲ့အပေါ်ကကောင်ကစေပါကြီးကောက်ပြသွားပါတယ်တဲ့ကျေးဇူးတင်ပါတယ်အဲ့တော့နောက်တစ်ဝဲထွက်သွားဆောင်မယ်ဗျာဟီးရိုးပစ်တော့ရောက်ပြီဗျာဒီဟာလေခိုးတိုင်းထက်ကြတယ်ခိုးတိုင်းထက်ကြတော့ကျွန်တော် room ထက်လဲတယ်ဗျာဒီတစ်ခါ room လဲတာတော့ကျွန်တော်ရပါတယ်ဗျာroom ရပါတော့ရိုးရိုးဟီးရိုးတွေဆော့ရတာပြင်းသွားအဲ့တော့လက်တချောင်းဟီးရိုးထဆော့စေးပါပဲပေါ့သူများတွေကတော့မိုဘိုင်းလေးချက်ကိုလက်နှစ်ချောင်းဝင်းလို့ပြောဒါပေမဲ့စေးပါခိုင်တော့လက်တစ်ချောင်းပဲလို့ဟဲ့ဟဲ့ကဲဒီတော့ခိန်းနဲ့တော့သွားလိုက်ကြမယ်နော်သွားတော့လေ trap page ကြည့်ရတာပြင်းနေမှာခိန်းနဲ့တော့ရောက်ပြီဗျာကျွန်တော်က room ဆော့တာဆိုတော့ concert လေးကိုပဲဝယ်လိုက်ပြီးရင်တော့ hyper park ကိုသွားကူhyper park ကိုကူပြီးသွားပြီဆိုလို့ရှိရင်တော့ walking free တွေရှိသွားကြမယ်ပေါ့ walking free တွေရှိရောက်တော့ enemy hyper တော့ကြိုးရောက်နေကျွန်တော်တို့ hyper မလာဘူးတဲ့ rubber ကိုစားနေပါတယ်အဲ့ဒါကြောင့်ကျွန်တော် swap လက်ပေးလိုက်ရတယ်ပေါ့နော်အားဒီ game မှာတော့ saver ဘာမှလုပ်လို့မရဘူးဗျ level 4ရမှာပဲဒီကောင်လေးနဲ့ကျွန်တော်နဲ့တွေ့ hyper ကိုလည်းဘက်ကူပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ခိုးလိုက်ကိုသွားကြဂိုးတိုင်းကိုရောက်တော့ဗျာ enemy easy ကခြုံထဲမှာနေနေတာပါတဲ့ကျွန်တော်မျက်စိနှင်းတယ်အဲ့တော့သူ့ကိုကေးလိုက်တယ် enemy မဆမကိုကေးသွားရတော့ကျွန်တော်ဘာမှမလုပ်တော့ဘူးအမှကျွန်တော်မဆမအိမ်မြောင်ကတော့မဆမရဲ့ခရီးတွေကိုစားနေအဲ့အချိန်မှာ enemy ဘက်က room ဖေးတာကျွန်တော်ကိုလာကျုံးအဲ့ဒါကျွန်တော်လည်းခွေးပြေးဝက်ပြေးပြေးလိုက်ရကျွန်တော်ဘာလို့ပြန်မချလဲဆိုတော့ကျွန်တော်က assassin room ကိုမှ single target hero ဆိုတော့အဲ့လိုမျိုးပြန်ချရင်တော့ကျွန်တော်ပဲတေးမှာဆိုတော့ကျင်းနေတာပဲအဲ့တော့ကျွန်တော်အိမ်ပြန်ပြီးတွေးဖြစ်ရပေါ့ကျွန်တော်တွေးဖြစ်ဘူးကတော့ကျွန်တော်ဘောကဟိုက်ပါတာတဲလုံးဝင်ဆိုတော့ကျွန်တော်တာတဲရှိတောက်ကိုပေးတယ်ဖတ်တာတွေကတော့ကျွန်တော်တို့ပဲရောက်သွားပါတယ်တာတဲလုံးပြီးတော့ကျွန်တော်တို့ကအပေါ်လိုင်းကခေါနဘီအောင်ကမ်းဖို့တွေခြုံနေမှာစောက်ဟမ်ခေါနဘီကမလာခေါနဘီကလည်းမလာဘူးဆိုတော့ကျွန်တော်တို့ကိုးလိုက်ဝင်သွားတယ် level 4ကလည်းရပြီဆိုတော့ enemy မဆမကတော့တေမှာချင်းနေတယ်အမှခြုံလေးတွေကစောက် enemy မဆမဖိုင် scale 1 2 80ပြတ်သွားပြီဒါပဲ nice enemy မသမားတေးသွားရေးဆိုလို့ရှိရင်တော့ကျွန်တော်တို့က AD လည်းမရှိတော့ AC တွေပဲနေတော့စေးပါ AD ရှိမှအလုပ်လုပ်ရ AD မရှိရင်ဒီကောင်ကဘာဝင်မှမဟုတ်အဲ့တော့ကျွန်တော်တို့ AD ပြန်ရအောင်စောင့်မယ်ပေါ့နော်AD ပြန်ရအောင်တော့ကျွန်တော်တို့အပေါ်လိုင်းက9ဘီအောင်တော့ကျုံးမယ်ပေါ့နော်9ဘီအောင်ကျုံးမယ်ဆိုရင်ကျွန်တော်တို့က9ဘီအောင်ကျုံးမယ်ဆိုရင်အနေထိုင်တော့ဆင်ကျင်တယ်ဘာဖြစ်လို့ဆိုတော့ဒီကောင်ကပွဲစားတော့က purify ယူတာပြီးတော့ဒီကောင်ကလည်းစတတ်တော့9ဘီအောင်မကျုံးတော့ဘဲနဲ့အောက်လိုင်းကိုသွားတော့မယ်ကျွန်တော်တို့အောက်လိုင်းကိုသွားမယ်ဆိုမှလမ်းမှာတက်တဲ့ပလဲလေးတွေ့တော့ enemy hyper ကိုဝင်ပိုင်းမိလိုက်တယ်ကေးရတော့မရပါဘူးကျွန်တော်တို့ဘက်က hyper ပဲရပါကျွန်တော်တို့ဘက်ကလည်းတားတဲ့ရောက်တော့ပြန်ဖက်မယ်ဟင်တာမဖက်ဘူးဆက်ချတယ်ဆက်ချတော့ကျွန်တော်တို့လည်းဆက်ချတယ်ပြီးတော့မှပြန်ဖက်သွားတယ် enemy ဘက်ကနှစ်ကောင်သေးသွားမှာပြီးတော့အလန်နဲ့ခရီလေးကိုရှင်းတယ်ပြီးတော့ element ကိုခဏဆောင်တယ် element ဆောင်ဝယ်ဆိုလို့ရှိရင်တော့ကိုယ်လည်းဆက်သွားမယ်ကျွန်တော်ကိုယ်လည်းရောက်တော့ enemy မဆမနဲ့ enemy တန်ကျွန်တော်တို့မဆမကိုဝိုင်းလို့အဲ့တော့ကျွန်တော်က enemy မဆမကိုဝင်ပိုင်းပြီးတော့ပြေးပါသေးတော့ကျွန်တော်မှလည်း AD မရှိတော့အိမ်ပြန်ပြီးတော့တွေးဖြစ်ပြီးတော့ AD လည်းခဏစောင့်ဝင်လို့ရှင်းလာတာဒါပေမဲ့ enemy နာနာကကျွန်တော် flame shot နဲ့လှမ်းပြစ်ဒါပေမဲ့ကျွန်တော်ကမသေးပါဘူးဘာဖြစ်လို့ဆိုတော့ CI ကြီးဟဲဟဲတွေးရပြန်ပြေးသွားဆိုတော့ကျွန်တော်တို့ခရေလိုက်တာဟိုမှာ enemy နာနာကိုတွေးတော့လှမ်းပြီးတော့ပိုင်းပြီးလို့လောက်တာ enemy နာနာကယုံလေးချပြီးကျွန်တော်ကတွေးပြန်ကားရောကျွန်တော်ဖမ်းမရတော့အဲ့တော့အိမ်ုံနောက်တစ်ခါထပ်ပြီးတော့ပြန်လိုက်ရထင်လားပြန်ချမှာ AD ရှိတယ်အဲ့တော့ enemy hyper လေးကိုပိုင်းပြီးလိုက်သူတေးသွားတယ်တွေ့ရထနေပါပေါ့နော်ဒီတစ်ခါကတော့တကယ်ပြန်ပါပါမပြန်လို့လည်းမရတော့ဘူးလေမပြန်ရင်ဒီတစ်ခါကတော့တကယ်တေးမှာအဲ့တော့ကျွန်တော်တွေးဖြစ်တယ်ပေါ့နော်ကျွန်တော်တွေးဖြစ်ဘူးကတော့ကျွန်တော် hyper ကိုဖတ်ကူစားပေးနေတယ်အမှဖရေကလာထဖြစ်တယ်ထဖြစ်တော့ AD ရှိတော့ကောက်ပိုင်းလိုက်တာဟေ့တိုင်းဖြစ်မပြတ်ပါဘ
ပြောက်သွားတော့ပြတ်တဲ့ကောင်ပဲဖြတ်လိုက်ဒါပေမဲ့လည်းခီရာကြီးကပါပြောက်သွားတော့တပည့်ကြီးတွေကိုပိုင်ဆိုင်လိုက်ရတာပေါ့ဟေးဟေးဒါပေမဲ့လည်းကျွန်တော်ဘက်ကကောင်တွေကဘယ်လိုမပြီးနိုင်မစီးနိုင်ချက်ဆိုင်ကျွန်တော်မှလည်းအဲဒီမိတ်ကမရှိတော့အယောင်ပြတွေပဲလုပ်ပြီးတော့ပြန်ပတ်လာခဲ့ရတယ်အဲ့တော့ကျွန်တော်ကခြုံလေးတွေကိုမြန်လာမလားဆိုကျွန်တော်ခြုံလေးကစောင့်တယ်တကောင်မလားအဲ့တော့ကျွန်တော်ဖတ်တာဝယ်ယူလိုက်ဖတ်တာယူတော့အောက်ဝက်နာမှာဘယ်ဖြစ်တယ်ပေါ့နော်ဘယ်ဖြစ်တော့ကျွန်တော်အဲဒီမိတ်သုံးလို့ပဲဒါပေမဲ့အဲဒီမိတ်ကိုမသုံးပါဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်ဘက်ကလူတွေကများတော့အဲဒီမိတ်အလားအဖြစ်မှာမဆိုတော့ပြီးတော့ကျွန်တော်ကေးရလိုက်တယ်ပြီးတော့ကျွန်တော်မှအဲဒီမိတ်ရှိသေးတော့ခြုံလေးကနေစောင့်နေအနမီအစီကထွက်လာတော့ကျွန်တော်ကောက်ပိုင်းလိုက်တော့ကေးရအောင်အဲ့မှာကျွန်တော်ဟေးရလိုက်လို့တာဒါပေမဲ့ကျွန်တော်ဘက်ကတင်းမဲ့တွေကကောင်းတော့ဟေးရပါပြန်ပြပါအဲဒီမိတ်သုံးတာတော့အဲဒီမိတ်ကူတော်ခဏဆက်ဆောင်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ကကိုးလိုက်ရစကန်တော့ယူလို့ပဲကျွန်တော်မစမန်ကိုတယောက်လေးထင်ပြီးတော့အေဒီယာကာယလုံနေကျွန်တော်အေဒီယာကိုဝင်ပိုင်းမိတယ်ပွဲစာတွေကအေဒီယာကျွန်တော်ပဲတက်နေဒီကောင်လေးတနာပါကျွန်တော်လည်းတက်ကအားတော့နားလားတယောက်တက်ပြီးတော့ကျွန်တော်ကေယာပြန်တက်လိုက်ရောကျွန်တော်တေးသွားတော့ပြန်ရှင်းလာတော့အနမီဘလူးကနားမှာအေဒီယာကိုဖြတ်ခနဲတွေ့လိုက်တော့အေဒီယာဟီယူသွားတယ် Another one အမအေဒီယာပါစားနေအောင်ကျွန်တော်ကွန်ဆယ်ဖြောက်ပြီးတော့ scale 1 2အမအေဒီမဲလေးတုံးနေတယ်အေဒီယာတေးသွားပြန်ပြီပြီးတော့ကျွန်တော်ဟိုက်ပါလောတက်လိုက်တယ်ပေါ့နော်လောတက်လိုက်ပြီးတော့ကျွန်တော်တို့အလေတဲ့အခရီလေးကိုရှင်းတယ်ပေါ့နော်အလေတဲ့အခရီရှင်းတဲ့အချိန်မှာကျွန်တော်ဟေရာကိုတွေ့တော့ဟေရာကာယနဲ့ဟိုဘာလုပ်နေမှမသိဘူးပြီးတော့ပြန်ပတ်သွားတယ်ကျွန်တော်ခရီလေးကိုရှင်းတယ်ရှင်းပြီးတော့ဘာမှလုပ်ဆရာမရှိတော့ဘူးအမှကျွန်တော်ဖီးနေနိုင်တဲ့သွားတယ်ဖီးနေသွားရင်အေဒီသုံးပြီးတော့ထပ်သုံးလို့ရအမှလမ်းစလုံးရောက်ဝင်လာမြန်မာလိုပြီးတော့မြန်မာလိုဦးပဲပြန်ထွက်ဟမ်ပြီးတော့ကျွန်တော်တို့အမှဖတယ်လေးလိုက်ဆိုင်နေပေါ့နော်ဖတယ်လိုက်ဆိုင်ကျွန်တော်ပိုင်းမလို့ပဲနီးတန်းရှာနေအဲ့အချိန်မှာပဲအီစီလာကြီးကမန္တလေးကနေပြီးတော့ရန်ကုန်အဲ့ဒီနှမ်းတုံတကောင်မှမထီစောင်းတလွဲပါဗျာအနေမဘောအကောင်နေအလေထိလိုက်တာအဲ့မှာကျွန်တော်အဲ့ဒီကိုကောက်သုံးလိုက်တော့နာနာကြီးဖြစ်နေမသေးပါဘူးပတ်စီပွင့်ပြီးတော့ကျွန်တော်ပိုင်းတာလည်းမသေးပါဘူးမင်းစင်တာလည်းကိုမမခင်တော့အကုန်ပြန်သေးပါကျွန်တော်ပြန်ရှင်းလာတဲ့ဒီအောက်လည်းဘယ်လည်းမပြီးသေးဘူးမပြီးတော့ကျွန်တော်ထပ်သွားဆိုင်တယ်ခုသေးဖြောက်ပြီးတော့ကောက်ပိုင်းလိုက်တာအေဒီယာကြီးဖြစ်နေပါတယ်တဲ့အေဒီယာလည်းတနာဖို့ကောင်းတယ်ကျွန်တော်ပဲတက်အမှအောက်ဘက်မှာဗလဲထပ်ဖြစ်တယ်ပေါ့နော်ဗလဲထပ်ဖြစ်တော့ကျွန်တော်သွားတယ်ကျွန်တော်သွားတော့နနတွေ့တော့နနကို scale 1 2နဲ့ခုတ်တာကိုမသေးပါဘူးတဲ့ Skype ပြတာဘက်သိရှိနေတာဘာလို့မသေးပါလဲမသေးပါတော့သေးတဲ့ကောင်ပဲတက်လိုက်ပြီးတော့ကျွန်တော် fee နေနဲ့ရပါတယ် fee နေနဲ့ရတော့အဲဒီခဏသုံးလို့ရတော့ပြီးတော့ကျွန်တော်နဲ့ကျွန်တော်ဟိုက်ပါ rapper နာခြုံထဲမှာစောင့်နေတဲ့အချိန်မှာလာတဲ့ကောင်ကိုပိုင်းမလို့ပဲပိုင်းလိုက်တာလက်သလောဖြစ်နေရောကောင်းပါတယ် enemy ဟိုက်ပါဆိုတော့လောလို့အဆင်ပြေတယ်ဒါပေမဲ့လည်းလောထွက်ဖို့က30စက္ကန့်လောက်ကျန်လို့သေးတော့ဗလဲထပ်ဆိုင်နေဟေရာရောက်ဝင်လာတယ်ဟေရာကိုထပ်ပိုင်းနေမသေးဘူးတက်တယ်တေဦးမစ္စတာကွန်မန့်ထက်ခင်းနေပေါ့နော်ကျွန်တော်ဟိုဘက်ကနေပတ်ပြီးတော့သွားရမယ်အဲဒီမဲ့ကခဏလေးလိုသေးတယ်အမှကျွန်တော်ထပ်ပိုင်းနေအေဒီယာတေသွားတယ်တပယ်ကြီးရပါတယ်ပေါ့နော် triple ကြီးမင်းနီယာမင်းစတာဆွဲတယ်မင်းနီယာရပါတယ်ပေါ့နော် YL ကပြီးစားပြီးတော့မရတော့ဘူးအဲတော့ကျွန်တော်ဟန်နမီယာမီဂါကိုချိုးတယ်ပေါ့နော် nice ပြီးတော့ enemy တရုံးနာခရီးကိုရှင်းနေပေါ့နော် enemy လန်တော့ထပ်ထွက်လာတယ်ကျွန်တော်ထပ်ပိုင်းမယ်ပေါ့နော်ထွက်လာတာနဲ့ပိုင်းလိုက်တယ်တေသွားပါတယ်ဟမ်နောက်ဆုံးတော့လည်းနိုင်သွားပါတယ်ကျွန်တော်တို့တရုံးကိုရိုက်ခွဲပြီးတော့အနိုင်ရရှိသွားပါပြီ Victory ကျွန်တော် saver room မှာဘယ်လောက်ကျန်းလဲဆိုတာပြပြလိုက်ပါပြီအသုံးလေးကြည့်ပြီးတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ် channel လေးကို like နဲ့ subscribe လုပ်ပေးကြပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye